င်းချက်နေနဲ့ကိုခုံးမိတာဒါတွေကတန်တန်တော့ဘယ်လိုမှုပေးပါလဲပေါ့နော် ထိုင်းမှာနေပြီးတော့ပကံစကွန်အကြောင်းတေးချာမသိတဲ့အခါမှာပေါ့နော်နေမကောင်းဖြစ်လို့ရှိရင်ဆေးရုံသွားရင်ပတ်စံနေအများကြီးကုန်မယ်ဆိုပြီးတော့ဆေးရုံရှောင်ကြတဲ့သူတွေလည်းရှိရပေါ့နော် ကိုယ်လည်းဆေးရုံမှာပတ်စံအများကြီးကုန်ခဲ့ဘူးလေဆိုတော့ ဒါပေမဲ့လည်းဒီထိုင်းမှာပေါ့နော်ထိုင်းမှာတရားဝင်အလုပ်လုပ်နေတဲ့ပကံစကွန်နဲ့ဝင်ထားရဆိုလို့ရှိရင်ဒီလိုမျိုးစိတ်ကူးသားစိတ်အထောက်ပံ့နေကလေးထောက်ပံ့နေဒီလိုအထောက်ပံ့နေအကို့မှာရပိုင်ခွင့်ရှိရဲ့အခွင့်အရေးပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးတွေကိုပေါ့နော်ပို့ပြီးတော့ထင်းထင်းဝင်သိကျင်တယ်ဆိုလို့ရှိရင်သတင်းကောင်းလေးကတော့စင်ပီတန်စမုပရာတန်ဖတ်ကစားရုံးမှာအပတ်စဉ်တနင်္ဂနွေနေ့တိုင်းသင်ကြားပေးနေပါတယ် အင်းဆုံးကြီးရဲ့ကိုခုံးမိတာဒါတွေကအစတန်တန်တော့ဘယ်လိုမှုပေးပါလဲပေါ့နော်ရှိတယ်ကိုရောက်တဲ့လူတွေရှိနေတော့ဆေးရောစီတူပဲမပေးဘူးနော်ဘယ်ဟာပဲပြောင်းလဲအများစုမှာပေါ့ပကန်းဆန်ခွန်နံပါတ်ကမပြောင်းလဲဘူးတက်တော့လေဒီနံပါတ်တွေကအသုံးပြုလို့ရတယ် အချိန်က2ချိန်ရှိရ7နာရီတစ်ချိန်3နာရီတစ်ချိန်ဆိုတော့ကိုနဲ့အဆင်ပြေတဲ့အချိန်မှာလာပြီးတော့ join လို့ရရပေါ့နော်ကဲအားလုံးပဲစမိတန်နေဖိတ်ခေါ်လိုက်ပါတယ်တနင်္ဂနွေနေ့မတ်လ1ရက်နေ့တွေ့ကြမယ်